ဆုံးလာဆိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ Facebook page ထဲမှာပေါ့နော်ဒီ pay off ကျွန်တော်ဒီပတ်စံဝင်တာပေါ့နော်pay off ထဲမှာဘယ်လိုမျိုးကြည့်ရမလဲpay off ကဘယ်နားမှာစီလဲပေါ့နော်တချို့လူတွေကတော့အကောက်ဝယ်ပြီးတော့သူတို့ကသူများ pay off လောက်တာပြီးလိုက်တယ်ပေါ့နော်လောက်တာပြီးပြီးတော့သူတို့ကပတ်စံဘယ်မှာဝင်လဲပတ်စံကဘယ်မှာစီနေလဲပေါ့နော်မသိတည်တဲ့လူတွေအတွက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်လာလို့ပြပေးမယ်ပေါ့နော်ဒါတွေကတော့မသိတည်တဲ့လူတွေအတွက်ပေါ့နော်သိတဲ့လူတွေကတော့မပါတော့ပါဘူးโอเคပါโอเคပေါ့နော်ပထမဆုံးကကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ page မှာတစ်ချက်ဝင်မယ်ပေါ့နော်ကျွန်တော် page မှာတစ်ချက်ဝင်မယ်ပြီးတော့လို့ရှိရင်ဒီမှာ professional dashboard စီးမယ်ပေါ့နော်ဟောလို့ရှိရင်ဒီ asset ဒီ profile တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာ professional dashboard စီးနေပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်မယ်โอเคပတ်စံဝင်တဲ့ဘက်မှာကြည့်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ကိုရ Facebook မှာဟိုဘယ်လိုပြောမလဲဝင်ဘယ်လောက်တက်လဲပေါ့နော်ဒီဒေါ်လာဒီဘယ်လောက်တက်လဲဒီမှာကြည့်လို့ရပါတယ်โอเคနောက်တစ်ခုကြတော့ဘယ်မှာကြည့်လို့ရသေးလဲဆိုတော့ဒီမှာ pay off ပေါ့နော်ဒီမှာ pay off စီတယ်အဲ့ဒီ pay off ကဒီတချို့လူတွေကတော့ pay တွေဝယ်တယ်ပေါ့နော်တချို့လူကတော့ကိုယ့်ဘာကိုဘယ်လိုပြောမလဲtry ပြီးတော့ဒီ CN set add တွေဖွင့်လာတယ်ပေါ့နော်သူတို့ service ရာတွေဟိုလောက်ခိုင်းတယ်အဲ့လိုမျိုးပေါ့နော်ဒီ service ရာလောက်ပြီးလို့ရှိရင်ဒီ pay off ဆိုတာပေါ်လာမယ်ပေါ့နော်အဲ့ဒီ pay off ပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီ pay off တစ်ချက်နှိပ်မယ်ပေါ့နော် okay ဒီ pay off နှိပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်သူကဘယ်လိုမျိုးပေါ်လာမလဲဆိုတော့ဒီမှာနှစ်ခုစီမယ်ပေါ့နော်snap pay off နဲ့ဒီမှာပေါ့နော်ဒီအပေါ်ဟာတစ်ခုကြတော့သူကတလားဆိုရင်ပတ်စံဘယ်လောက်ဝင်လဲပေါ့နော်အဲ့ဒါကိုသူဒီမှာပို့ပြီးတယ်ပေါ့နော်အောက်ဟာကြတော့ဗာလဲဆိုတော့အမြင်မနော်တလားကသူပတ်စံဘယ်လောက်ပို့ပြီးမလဲပေါ့နော်ဒီမှာအခုကျွန်တော်တို့ကဒီပေးမှာပတ်စံဒေါ်လာ100ရလို့ရှိရင်ပထမဆိုဒီမှာပေါ့နော်သူပေါ်လာမယ်ဒီတရက်နေ့ကနေပေါ့နော်ဒီ22ရက်နေ့အထိပေါ့နော်သူဒီမှာမဲ့သူစီးနေမယ်ဒီ22ရက်နေ့ကနေ23ရက်နေ့ရောက်လို့ရှိရင်တော့ဒီအောက်မှာသူပို့ပြီးမယ်ပေါ့နော်ဒေါ်လာ100ပြည့်လို့ရှိရင်ဒီနားမှာသူပို့ပြီးမယ်ဒေါ်လာ100ပြည့်သွားလို့ရှိရင်ဒီ25ရက်နေ့ရောက်လို့ရှိရင်တော့ကျွန်တော်တို့ဘယ်အောင်ကြီးပေါ့နော်ပတ်စံအော်တိုဝင်ပါတယ်โอเคပါကျွန်တော်ပြောတာနားမလေတာတွေစီးလို့ရှိရင်ကျွန်တော်မန်နေဂျာမှာလည်းစာပို့လို့ရသလို comment မှာလည်းမဲလို့ရပါတယ်โอเคအားလုံးနားလည်မယ်လို့လည်းထင်တယ်ပေါ့နော်